ဒီနေ့တင်ဆက်မှုမှာတော့ကျွန်တော်တို့ကုန်းပေါင်ခေရဲ့အောက်စာအာဏာအကြီးများဆုံးမိဖုရားတစ်ပါးဖြစ်ခဲ့တဲ့နာမကော်မယ်နုရဲ့အကြောင်းကိုအသေးစိတ်လေ့လာသွားကြမှာပါတာမန်အရက်သူလေးဘွားကနေထီးနိုင်ရဲ့အမင်းဆုံးနေရာကိုရောက်လာခဲ့ပုံနဲ့တာနိုင်ရဲ့အတွက်အမခတ်လူဒန်းခဲ့မှုတွေနဲ့နောက်ဆုံးမှတကယ်ကိုဝမ်းနည်းစရာကောင်းတဲ့နူကုန်းတဲ့အဆုံးသက်ခဲ့ရပုံတွေကိုအတူတူကြည့်ကြရအောင်ဇလန်ကိုမစခင်မှာချက်တီးထဲစရာကောင်းတဲ့စကားတစ်ခုကိုယဉ်ကြည့်စေချင်ပါတယ်ဒါကတော့နမ်ဘတော်မီနုကွမြက်ခံအခါနေအချင်းလေးမှာသူမရဲ့ဇီယာရင်ဖြစ်တဲ့ဇီယာတော်ဥဖို့ကမိကြခဲ့တဲ့မီနုသူကျွေးရှင်စားရလိမ့်မယ်ဆိုတဲ့စကားပါပဲတင်မင်းနဲ့ရင်စားရတဲ့အချိန်မှာကြားလိုက်ရတဲ့ဒီစကားကတကယ့်ကိုယဉ်နှင်းစရာကောင်းပါတယ်ဘုဒ္ဓဘာသာရဲ့ကံရွေးကျိုးဆိုတဲ့သဘောတရားကိုလည်းလုံးဝကိုထင်ရနေတာပေါ့ဒါဆိုရင်ဒီလိုဂျမာရတဲ့မကြောက်ခင်သူမရဲ့ဘဝအစကဘလို့များဖြစ်ခဲ့မလဲဆိုတာအတိတ်ကိုခဏလောက်ပြန်သွားကြည့်ကြအောင်ထာမန်ထောင်သွင်းမှုတဦးရဲ့တမီးဟာတိုင်းပြည်ရဲ့အမင်းဆုံးအာဏာစက်ကိုပိုင်ဆိုတဲ့မိဖုရားခေါင်ကြီးတစ်ပါးဘယ်လိုလုပ်ပြီးဖြစ်လာခဲ့တာလဲမူလဘဝအစနဲ့နောက်ဆုံးရောက်ရှိသွားတဲ့အနေအထားဒီကြားကကြီးမားလာတဲ့ကွာဟာချက်ကြီးကအင်မတန်ကိုအံ့မခံပါပဲ1980ခုနှစ်မှာသူ့ကိုထောင်တဲမှုတိဟာကျော်စွာနဲ့မိခင်တောင်ငယ်တို့ကနေမွေးဖွားခဲ့တာပါသူဟာတိတ်ကိုညင်သိမ့်ပြီးနုနယ်လွန့်တဲ့အတွက်မဲနူးလိုအမိပေးခဲ့တာပါဒါပေမဲ့ဒီနာမည်လေးကနောက်တစ်ချိန်သူကိုက်ဆွဲမဲ့ကြီးမားလာတဲ့အာနာဆက်တွေနဲ့တော့လုံးဝကိုတခြားစီဖြစ်နေခဲ့တာပါငယ်လင်းကလေးကဘရိတ်ကြီးလောကနေတီးနဲ့စက်ကြီးဆယ်ပွဲတွေကိုအခုဖြစ်သူမောင်အိုထံကနေတေချာတင်ယူခဲ့ရတဲ့အတွက်ညံရည်ထက်မြက်သူဖြစ်ခဲ့ပေမဲ့တော်ဝင်မင်းရိုးတော့မဟုတ်ခဲ့ပါဘူးတာမန်ဘွားလေးကိုပဲဖျက်တမ်းခဲ့ရတာပါအသက်12နှစ်အရွယ်မှာတင်တိုးဘိုကျောင်းကဆရာတော်ဦးဆိုကမန်နုရဲ့ဇာတာကိုတေးကြစစ်ဆေးချပြီးဒီကလေးမလေးဟာအသက်20ကျော်ရင်မိဖုရားဖြစ်မယ်အသက်30ကျော်ရင်တော့တောင်ရဆန်မိဖုရားခေါင်ကြီးဖက်လာမယ်လို့အတိအကျကိုဟော့ကင်းထုတ်ခဲ့တာပါဒီနေ့ကျတော့မန်နုရဲ့ပိုးစစ်တပေလေးကိုနေလန်းထားတဲ့အချိန်မှာစွန်တကောင်ကအတော်မှပြီးတုတ်ယူသွားပါလေရောအဲ့ဒီစွန်ကတပီကိုယူသွားပြီးတောင်ရဆန်မိဖုရားခေါင်ကြီးရဲ့အဆောင်တော်ဘောကိုတိုက်တိုက်ဆန်ဆန်တွားချဖဲပါတယ်တကယ်ကိုထူးခြားလွန်းတဲ့နေမိကပဲဒီကိစ္စကိုဘိုးဘုဖေးအားခေါ်ဗဒုမင်းကအကြောင်းဆောင်စမ်းမိရဲ့အခါမှာတော့မန်နုကိုနန်းတွင်အဖြိုးတော်ဖြစ်နေ starting ကစားစေခဲ့ပါတယ်။ကဲတွေးကြည့်ပါဒီထူးဆန်းတဲ့ဖြစ်ဖြစ်လေးကသူ့ကိုနန်းတွင်ထဲဓာတ်ရိုက်ရောက်သွားစေခဲ့တာပါ။နန်းတွင်ရောက်ပြီးတဲ့နောက်မှာတော့သူ့ရဲ့တက်လန်းကလင်းမြန်လာပါတယ်။ခင်ဗျူစင်ရဲ့အကူအညီနဲ့အင်ရှစ်ဆန်စက်ကိုင်မင်းသားရဲ့စိတ်ဝင်စားမှုကိုရရှိရပါတယ်။အဓိကအရေးကြီးတဲ့အလဲပြောမှာတော့အင်ရှစ်မင်းရဲ့ပထမမိဖုရားဖြစ်သူစင်ဖြူရှင်မဲကန်ကုန်လာတဲ့အချိန်မှာမန်နုကလမ်းပွင့်သွားခဲ့တာပါပဲမင်းယိုမဟုတ်ပေမဲ့လည်းမြန်မာတက္ကရာဇာ1029ခုနှစ်မှာဘိုးတော်ဘုရားကိုယ်တိုင်လက်ထပ်ပေးခဲ့ပါတယ်။ပြီးတော့1180ခုနှစ်စကိုင်းမင်းနန်းတက်တဲ့အခါမှာတော့မိဖုရားကောင်ကြီးဖြစ်တင်မြောက်ခံခဲ့ရပါတော့တယ်။မိဖုရားကောင်ကြီးဖြစ်လာတဲ့အခါမှာမဲနူဟာတီဒီဘဝရမဟာရာဂျီနာရတနာဒေဝီဆိုတဲ့အလွန်ကြီးကျယ်တဲ့ဖွေးအမိကိုခံယူခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။သူ့ရဲ့အကိုဖြစ်သူမောင်အိုကိုပါစလင်းမင်းသားအဖြစ်ချီးမြှင့်လိုက်တဲ့အတွက်နန်းတွေမှာသူတို့မောင်နှမရဲ့ပြိုင်ဘက်ကင်းအာနာဆက်အသက်တစ်ခုကိုအခိုင်အမာတိဆောက်နိုင်ခဲ့ပါတယ်။အာနာနဲ့အတူဘာတွေပါလာလဲဆိုတော့စီးစိမ်ချမ်းသာတွေကအလုံးအရင်နဲ့ကိုဝင်ရောက်လာတာပါတွေးသားကြည့်ပါတော့တရုတ်ဦးဒီမင်းဆက်တက်တဲ့ပုလဲ108လုံးပါပုလဲတွေလခနောက်ကလာတဲ့ကြောက်စီခါးစီးနဲ့ပုလဲကုန်းတဲ့ဝေတာလီကနေရရှိတဲ့စိန်ကျွန်း9ကုန်းနဲ့စိန်နာက10ရန်ဒီနိုင်ငံတကာကတာမွန်ဖက်နိုင်တဲ့ရတနာပစ္စည်းတွေကရှင်းမင်းအဆက်ဆက်ကမိဖုရားခေါင်းတွေတောင်မရဘူးတဲ့ရွှေတိုက်တော်သိန်းပစ္စည်းတွေပါဒါတွေကသူ့ရဲ့အတိုင်းအဆမရှိတဲ့အရှင်ဝါကိုတက်တက်ပြနေတာလို့မှအသေးကြပါပဲဒီလိုတောက်ပတဲ့ Loki စိစဉ်တွေထက်ပိုပြီးအရေးပါတာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီစီးစိမ်အာဏာတွေကိုအသုံးပြုပြီးသူမတိဆောင်ခဲ့တဲ့ခါနာကြီးကျယ်လာတဲ့အုတ်ချောင်းကြီးတွေတရားကြီးတွေစတဲ့သာသနာရေးဆိုင်ရာအဆောင်တွေဖြစ်ပါတယ်နမ်မတော်မင်းတို့တပါးတဲ့တီးတန့်တည်ထားခဲ့တဲ့ကုသိုလ်တော်တွေဟာတမိုင်းမှာအခိုင်အမာကျန်ခဲ့ပါတယ်အထင်ရှားဆုံးတော့ဟာလုံးထိကြတဲ့အင်းဝါကမဟာအောင်မြေပုံစံအုတ်ချောင်းကြီးပါအဲ့ဒီခက်ကတီတာနဲ့စောက်တာများပေမဲ့သူမကတော့ငယ်လင်းတန်းရာတူထူတန်းခံနိုင်တဲ့အုတ်ချောင်းကြီးကိုအကြီးအကျယ်တိစောက်ခဲ့တာပါဒါတင်ခက်သေးဘူးနော်အင်းဝါမျိုးရုပ်ကနေဆက်သွယ်ထားတဲ့မဟာဇေယပဋ္ဌာန်အုတ်တန်တာကြီးအမရပူရာကခေါင်းလောင်းတော်ကြီးနဲ့သူမရဲ့ဇာတိဖလန်ခုံရွာကညံတော်အတောင်းရရှိတဲ့စစ်တီတော်ကြီးတွေဟာသူမရဲ့သာသနာပေါ်ဘလောက်ထိထတန်နဲ့တက်တာတရားရှိခဲ့တယ်လဲဆိုတာကိုသက်သေပြနေပါတယ်ဘုံဖြစ်သူစစ်ကိုင်းမင်းနဲ့တွဲဖက်ပြီးတော့လေမင်းကွန်းဒေတာကတောင်စင်9ထစ်လိုင်မုတ်ဆောင်တန်းတီစီတဝန်ကျောင်းတိုက်တီမန္တလေးထောင်ပေါင်ကဖယားနဲ့စီတီပြင်းမချိမဒေတာပေါ်ဒီပင်တီတောင်အလူတော်ဒီပို့ဆောင်ခဲ့ပါတယ်တကယ်ကိုနေစင်ရဲ့ဆက်စုတလို့ပြုလုပ်ခဲ့တဲ့သူမတို့စနီးမောင်နိုင်ရဲ့သာသနာပြုလုပ်ငန်းဒီဟာမှတ်တမ်းတင်လောက်ဆရာပါပဲအဲ့ဒီလိုဘီသူကအဆောင်နေမှာတင်သူ့ရဲ့အမွေနဲ့ကရက်တန့်သွားတာမဟုတ်ပါဘူးမဲနုဖွားမြင်ခဲ့တဲ့သမီးတော်မဲသဲဆိုတာဟာနောက်တစ်ချင်းမင်းတော်မင်းလက်ထက်ရောက်တဲ့အခါအလဲနာတော်မိဖုရားကြီးစင်ပြူမရှင်ဆိုပြီးဖြစ်လာမဲ့သူပါမြန်မာသမိုင်းမှာနောက်ထပ်ဩဇာအာဏာကြီးမားဆုံးအမျိုးသမီးတို့ဦးအနေနဲ့ပေါ်ထွက်လာမဲ့သူကိုမွေးဖွားပေးခဲ့ခြင်းအပြင်ကုန်းပေါင်မဲဆက်ရဲ့ရှေ့ရလာတဲ့သမိုင်းကျိုးတမြန်ကိုထက်လက်တော်တန်းပေးခဲ့တာပဲဖြစ်ပါတယ်အာနာဆက်တဲ့နေမွေငင်ကုသိုလ်တော်တွေအထောမတက်နိုင်ခင်ပါပဲထုံးရှိပါ36ခဏမှာနိုင်ငံရဲ့အခြေပြောင်းကြီးတစ်ခုကိုရွတ်တရဲ့ရင်ဆိုင်လိုက်ရပါတယ်စကိုင်မင်းကနန်းကိုညီတော်တာယာဝတီမင်းကိုလွဲပြောင်းပေးပြီးနန်းဆင်းခဲ့ရပါတယ်အဲ့ဒီချိန်ကစပြီးမိဖုရားခေါင်ကြီးမန်နူဟာလည်းဆန်နန်းမှာအခြေချုပ်သဘောမျိုးနေထိုင်ခဲ့ရတာပေါ့ဒါပေမဲ့3နှစ်ကြာ1840ပြည့်နှစ်မှာတော့မတရားနယ်မှာပုံကံမှုကြီးတစ်ခုပေါ်ပေါက်လာပါတယ်ဒီပုံကံမှုမှာပါဝင်တဲ့ဆိုရက်ဆွဆွချက်နဲ့မန်နူဟာစစ်ဆေးခံရပြီးနောက်ဆုံးမှာသူမကိုယ်တိုင်ဝန်ခံခဲ့တာကြောင့်ရေချက်ကွန်မြတ်ဖို့တည်တံ့ချမှတ်ခံခဲ့ရပါတယ်
ဒီ material ပုံကန်မှုအကြောင်းကိုနည်းနည်းခပ်ပြောပြခြင်းပါမယ်အင်အား1500လောက်ရှိတဲ့ပုံကန်တွေကိုတာယာဝတီမင်းကဖန်ဆီးနိုင်ခဲ့ပါတယ်သူတို့ကိုစစ်မေးတဲ့အခါမှာတော့ခင်မုံဖြစ်သူစစ်ကိုင်းမင်းထီးနှန်းပြန်လဲရရှိရတဲ့နာမတော်မနူးနဲ့သူမရဲ့အကူဖြစ်သူစလင်းမင်းသားတို့ကနောက်ွယ်ကနေကြိုးကိုင်းစီစဉ်ခဲ့ကြောင်းထပ်ဆိုခဲ့ကြပါတယ်မနူးကိုယ်တိုင်ကလည်းဒီနိုင်ငံရဲ့ကြံစီမှုတွေကိုဝန်ခံခဲ့ပါတယ်စစ်သားကြီးလေသူမရဲ့မဆုတ်မနေတဲ့နိုင်ငံရေးဇွဲလုံးလာနေကြံစီအားထုတ်မှုတွေဟာနောက်ဆုံးမှာတော့သူမကိုပြန်ပြီးပျက်စီးခြင်းစီတွန်းပို့လိုက်တာပါပဲ တည်တံချမှတ်ခံရပြီးနောက်ကွန်မြတ်ခံရမယ့်နေ့မှာမန်နူးရဲ့နောက်ဆုံးစံတာကဘာဖြစ်မလဲအဲ့ဒါကတော့သူမရဲ့ဆရာရင်ဖြစ်တဲ့ဆရာတော်ဦးဘော်ကိုတွားရောက်ကန်တော်ဖို့ပါပဲထီနန်းစည်းစိမ်နဲ့အာနာကိုဆွန့်လွတ်ယုံတမကကိုယ့်အသက်ပါဆွန့်ရတော့မယ်အချိန်မှာသူမမိုးကျွေးပူဆွေးနေခြင်းမရှိပါဘူးဆရာတော်ထံကိုတွားရောက်ကတကယ့်ကိုထိန်းချုပ်ထားနိုင်တဲ့စိတ်သက်ခွန်အားနဲ့တပီတော်မှအဆုံးစီရင်မတော့မယ်ဆရာတော်ဘုရားကိုနောက်ဆုံးဖူးမြောက်ကန်တော်ကြောင်းပါဗျာဆိုပြီးနောက်ဆုံးနှုတ်ဆက်ကန်တော်ခဲ့ပါနေ ဒီတော့အရေးကြီးဆုံးအချက်ကတော့ဆရာတော်ဥပုပ်ကမင်းတို့ထူးကျွေးရှိရင်ဆက်ရလိမ့်မယ်လို့ပြန်လဲမိန်ကြားလိုက်တဲ့အချိန်မှာဖြစ်သွားတဲ့သူမရဲ့တုံ့ပြန်မှုပါပဲဗုဒ္ဓဘာသာရဲ့တန်ဆရာနဲ့ဦးကျွေးကိုနည်းနည်းရှိုက်နားလေထားတဲ့သူမဟာဒီစကားကိုကျေနပ်စွာလက်ခံခဲ့ပါတယ်မင်းမျိုးမင်းတွေကိုတွေးမြေမကြစေရဘူးဆိုတဲ့ထုံးစံအရာရေချက်ကွန်မြတ်မဲ့နေရာစီကိုဘာတုံလုံးမှုမှမရှိပဲရဲရဲဝံ့ဝံ့ရှောက်လှမ်းသွားခဲ့ပါတယ်တာမန်လူတယောက်အနေနဲ့ဆိုရင်တော့ဒီလိုငြင်းချမ်းစွာလက်ခံနိုင်ဖို့ဆိုတာတကယ့်ကိုမလွယ်ဘူးပါဘူး အရာလုံးကိုခြုံငုံပြီးတွေးကြည့်လိုက်တဲ့အခါကျွန်တော်တို့အတွက်စဉ်းစားစရာမျိုးခုတစ်ခုကြံရည်ခဲ့ပါတယ်။ထာမန်အရက်သူဘဝကနေထီနန်းအာနာကိုယာယူပြီးခင်ပွဲတဲ့ပုံကံမှုတွေထိလှုပ်ဆောင်ခဲ့တဲ့နာမတော်မင်းတို့ဟာပြတ်သားတဲ့နိုင်ငံရေးဗျူဟာရှင်တယောက်လား။ဒါပေမဲ့ခါနာတဲ့သာသနာရေးအဆောက်အုံတွေတိဆောက်ပြီးနောက်ဆုံးအချိန်မှာကိုယ့်ရဲ့ဝိချွေးကိုအေးချမ်းစွာလက်ခံသွားတဲ့တရားတရားကြီးမားသူတယောက်လား။ဖြေကတော့ရှင်းပါတယ်။ဒီအချက်တစ်ခုစလုံးပေါင်းစပ်နေတဲ့သမိုင်းဝင်မျိုးသမီးကြီးတူဖြစ်အမြဲတမ်းထင်ရှားနေမှာပါ။ကဲဒီကနေ့တင်ဆက်မှုကိုအဆုံးထိလိုက်ပါလေးလာပေးတဲ့ကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါဦးမယ်